တော့ဒီနေ့မှာတော့ကျွန်တော်တို့ဒီ router တွေကိုPC ကနေ console ဝင်ပြီးတော့မှ console box တွေကိုတခြားကွန်ပျူတာတွေလာပြီးခိုးတဲ့အခါမှာ security မြင့်အောင်လို့ကျွန်တော်တို့ password တွေခံမယ်ပေါ့နော်အဲ့တော့ဒီမှာဆိုကျွန်တော် PC တစ်လုံး router တစ်လုံးအဲ့တော့ကျွန်တော် console နဲ့ဝင်မှာဖြစ်တဲ့အတွက်ကြောင့်မို့ console ချိုးသွားမယ်ကျွန်တော်ဒီချိုးပြလေးပေါ့ချိုးပြလေးနဲ့ချိုးပြလေးပြီးမှဒီမှာကျွန်တော်တို့ vision နောက်တော့မှာကျတော့ကျွန်တော်တို့ console လောက်ချိလိုက်ပြီဆိုရင်ကျွန်တော်ဒါ console ချိုးတက်ပြီးပါပြီအပြင်မှာလည်းရင်းပါအဲ့ဒီမှာဆိုကျွန်တော်တို့ desktop တွေကနေတော့ terminal တွေဝင်မယ်okay ဒါဆိုကျွန်တော်တို့ router နဲ့ရောက်သွားပြီနော်နေပဲပေါ့နော် premium ပေါ့နော် station က config mode ထဲဝင်ပြီးတော့မှကျွန်တော်တို့ console ကိုကျွန်တော် password ပြရမယ်အဲ့တော့ရုံးဝင်မှာက line station line console ပေါ့console ပေါ့ကျွန်တော်0ဒီနေရာမှာ0ဆိုတာကကျွန်တော်များတော့ပြင် switch တွေ router တွေမှာ console ပေါ့တစ်ပုတ်ပဲပါတယ်နော်အခုနောက်ပိုင်းမှာတော့console ပေါ့နှစ်ပုတ်ပါတာရရှိအဲ့လိုမျိုးဆိုရင်ကျွန်တော်တို့က0အတွက်တစ်ပုတ်1အတွက်တစ်ပုတ်ဆိုအဲ့လိုမျိုးနှစ်ပုတ်ပေါ့နော်ပြန်မယ်အခုဒီမှာကျွန်တော်တို့ console ပေါ့တစ်ပုတ်ရှိတဲ့အတွက်ကြောင့်မို့အဲ့ဒီ0နဲ့ထားရင်ပေါ့နော်ပြီးကျွန်တော်တို့ password ပေါ့နော် password ဒါကျွန်တော်တို့ console ဝင်ရေးအခါမှာရိုက်ထည့်ရမယ်ဆိုတာ left vision 1 2 3အဲ့ကျွန်တော်တို့ကအပြင်မှာအရေးကြီးတာက log in ဆိုတာလေးကိုရိုက်နေထုတ်တာဒီလို log in ဆိုတာဟာလေးပါမှာကျွန်တော်တို့ကဒီ console box ထဲဝင်တဲ့အခါမှာကျွန်တော် password ထားမှာဖြစ်ပါတယ်ကျွန်တော် disable a sign ဒီ a နဲ့ထွက်မယ်a7 ထပ်ထွက်မယ်ကျွန်တော် password ထားမယ်ဒါကျွန်တော်တို့တကယ်အပြင်မှာဆိုကြမ်းမယ်ကျွန်တော် console ချိုးတက်လိုက်ခါမှာသူကterminal ဝင်ရင် password ထားမယ်အဲ့တော့ကျွန်တော်ဆိုရင် let 1 2 3ဒါဆိုရင်ကျွန်တော်တို့ဝင်သွားပြီပေါ့နော်ဒီနေရာမှာရှိတာကကျွန်တော် password တွေ password ထုတ်ပြင်ခြင်းပေါ့နော် password ကကျွန်တော်တို့ဘာနဲ့ပြနေလဲပေါ့နော်ကျွန်တော်တို့ဒီခါကျွန်တော် password okay တော့ဒီမှာပေါ့နော် password ကိုသူကမြင်နေရတယ်ပေါ့ encryption မလုပ်တာအဲ့တော့ကျွန်တော် encrypt လုပ်တယ်ကျွန်တော်အရှိမရေးတဲ့အတိုင်းရေးခဲ့တယ်မယ် service password vision နောက်က encryption ပေါ့ CRYPTION encryption ဆိုတာလေးရေးပေးရတယ်အခါကျရင်နော်သူကိုrunning config FIP running config okay ကျွန်တော်တို့ဒီမှာ password encryption တွားပြီပေါ့နော်ဒါဆိုကျွန်တော်တို့ console ဘောဝင်တဲ့အခါမှာကျွန်တော်တို့ password ထားရမယ်အဲ့တော့ဒါလေးကျွန်တော်တို့ပြင်လက်ရှိပြင် router မှာရေးပြီးကျွန်တော်တို့စိတ်မှတ်ထားတယ်ကျွန်တော်အခုရေးနေတယ်ကျွန်တော် run ပေါ်မှာပဲရေးထားတာ running config ဆိုတာပြောအောင်ပြောတာအဲ့တော့ကျွန်တော်တို့ကတကယ် individual ထဲမှာတင်ရမှာပေါ့နော်တကယ်လုံး power off တွေပါဒီကျွန်တော် run ပေါ်မှာတင်ဆို power တွေ off လုပ်ပါရင်ကျွန်တော်ရေးထားတယ်ပြတ်သွားတယ်အဲ့လိုမျိုးပြတ်အောင်ကျွန်တော် individual ထဲမှာတင်ရဒီမှာဆိုရင်ကျွန်တော် copy ပေါ့နော် copy ဒီနောက်က std start အဲ့တော့ရေးမယ်ဆိုရင် copy ကျွန်တော် run ဒီနောက်က std start ဒီ copy mode မှာဖြစ်တဲ့အတွက်2နဲ့ရေး2 copy master okay ဒါဆိုကျွန်တော်တို့ save ဖြစ်သွားပြီဖြစ်ဒါကတော့ဒီကတော့ကျွန်တော်တို့ router ထဲကနေ router ထဲကိုသွားပြီးတော့ console မှာ password ထည့်ရဖြစ်ပါတယ်